Ya nawa tinchiya wadakane Kaya wadan tadu chana Buddha dan tamu pagami Iyo nyama lino Alu ngodo ji mathai ni nao Di me Le la ho bak ko le ma nene li tat tat jong ni thai lo ya yin tat jong ni phaya bak ko le tha no Sai ni dan tat tinchiya nawa tinchiya wadakan Kaya wadan tadu chana Buddha dan tamu pagami Sai phin yedi ke da nga khwana tin jing Chano yin ama mya nyama mya hong do me do Sai phin yedi ke da nga khwana tin jing Nau phin mo yue su taw nge le di nga ko tin jing Ai do sai phin yedi ke da khwana tin jing ga ba de le so do Nanda tin jing tu nanda tin jing parawi tin jing manda tin jing tarani tin takara tin jing pong dari ga tin jing Phane tin yin twin nàyပွင့်တော်မူကြကောင်းတော်တသိန်း2000 5000တော်ဘုရားရှင်တို့မှာဖူးမြင်တွေ့ကြုံရပြီဖယားဖြစ်ခြင်းတော်စိတ်ဖြစ်လာပြီစိတ်ဖြင့်ဖယားဖြစ်ရပါသေးလားဖယားဖြစ်ရပါသေးလားဖယားဖြစ်ရပါသေးလားလို့စိတ်ထဲကနေဆုတောင်းခဲ့တာကခုနှစ်သိန်းကြီးတဲ့ကျွန်တော်တို့ဗုဒ္ဓဘုရားရှင်နော်သူ့မေရာရှင်သေးဘဝမရောက်ခင်မှာကိုပဲဖယားဖြစ်ရပါတော့ဤလို့စိတ်ဖြင့်ကြံတည်ခဲ့တာကခုနှစ်သိန်းကြီးတဲ့နှုတ်ဖြင့်မှု၍ဆုတောင်းခဲ့လေဒီကကိုသိန်းကြီးအဲ့ဒီကိုတင်းကြီးကဘာလို့လဲဆိုတော့တပ္ပဗဒအတင်းကြီးတပ္ပဖုံးလားအတင်းကြီးတပ္ပယရဏအတင်းကြီးဥစ္စာဘခဏအတင်းကြီးခန္ဓာတော်မှာအတင်းကြီးမာနိတာအတင်းကြီးဘုဒ္ဓမှာအတင်းကြီးဗဒအတင်းကြီးတပ္ပဗဒအတင်းကြီးဒီဟူသောကိုတင်းကြီးတွေ့လိုက်ပွင့်တော်မူကြကောင်းသောဗြဟ္မဒေဝအစရှိကုန်သောတဲ့3သိန်း8000 9000ကောင်းသောဘုရားရှင်တို့လက်ထက်မှာလည်းပဲဖူးမြင်တွေ့ကြုံရပြီးပြည့်စည်၄ပါးဖြင့်နှောက်စားပူဇော်ပြီးတော့ဖယားဖြစ်ခြင်းတော်စိတ်ဖြစ်လာပြီဖယားဖြစ်ရပါသေးလားဖယားဖြစ်ရပါသေးလားဖယားဖြစ်ရပါသေးလားလို့နှုတ်ဖြင့်ဆုတောင်းခဲ့တာက9သိန်းကြီးတဲ့9သိန်းကြီးနဲ့9သိန်းကြီးပေါင်းလိုက်တော့16သိန်းကြီးအဲ့ဒါသူ့မေနာရှင်သေးဘဝမရောက်ခင်မှာကိုပဲကျွန်တော်တို့ဗုဒ္ဓဘုရားရှင်ကြီး16သိန်းကြီးပါရင်ဖြစ်ခဲ့ပါတယ်တဲ့အဲ့ဒီနောက်တစ်ခါမှသူ့မေနာရှင်သေးဘဝဒီဘက်ရောက်ခါကြမှာ4သိန်းကြီးနဲ့3သိန်းကပါ4သိန်းကြီးကဘာတွေလဲတဲ့အားလုံးဘုရားကရပါတယ်နော်သေးလားသိချင်းပါတာသိချင်းသေရသိချင်းဥလူစီရသိချင်းတဲ့အဲ့ဒီ4သိန်းကြီးအတွင်း၌ပွင့်တော်မူကြကုန်သောနှစ်ကျိန်9စုကုန်သောဘုရားရှင်တို့မှာဒီပင်္ဂလာမြတ်စွာဘုရားကစပြီဘောဓိတမ္မာရမောင်ကိုဖြစ်တော်မူကားအစဉ်လာအဖြစ်ဤကဘာဝဲတဲ့မဟာတမ္မရာမင်းကတည်းကသူတနဝရမန္တမင်းကတည်းကမကဒေဝမင်းကတည်းကနေမိသိမိတွေ့တွေ့သန္တာကုမာရမဟာကောဝိဒအဂတိပြမသင်္ကပြမနာတနေ့စသရရတဟတိပါဠိဘုရားသမေယသုလဘောဓိမဟိန္ဒရုမိကမာတိကဓမ္မတသတရားသီလသင်္ကပါဠိယုတိတရားသောမနတအာရောဂေသောနာဒနာကပရိယတာတစ္ဆယုကဝတ္တဘောရကမစ္ဆာရတခဏတိပိုင်းနိမဟာတုတသောမသုဏသမဧကရာဂမဟာလောမဟန္တဆိုပြီးတော့ဇတ်တော်ပေါင်း30နဲ့50ဖြစ်ပြီးမှဆောင်းဥယျင်မှာပြီးတော့ဝေတန္တရာမင်းဖြစ်ပြီးရောက်တာကျွန်တော်တို့ဗုဒ္ဓဘုရားရှင်နော်ပါရမီတွေဖြည့်ကျင်းခဲ့ပါသည်စရိယာ3ပါးတဲ့အဲ့ဒါကဘာတွေလဲဆိုတော့လောကရစိယညာတတစိယဗုဒ္ဓတာစရိယာစရိယာ3ပါးတဲ့လောကရစရိယာဆိုတာကလောကကြီးအကျိုးကိုကျင်းချင်းညာတတာစရိယာဆိုတာကအဆွေမျိုးတို့လည်းကျင်းချင်းဗုဒ္ဓတာစရိယာဆိုတာကတော့ဘုရားချစ်မှုတာလည်းကျင်းချင်းတဲ့စရိယာက3ပါးစွန့်ချင်းကြီးက5ပါးအဲ့ဒီစွန့်ချင်းကြီး5ပါးကဘာတွေလဲဆိုတော့ခဏပရိသဂံအင်္ဂပရိသဂံပုတ္တပရိသဂံဗရိယပရိသဂံဇီဝိတပရိသဂံဆိုတော့စွန့်ချင်းကြီး5ပါးကိုစွန့်ခဲ့တယ်အဲ့ဒီကမှတဖန်ပါမီ10ပါးအပြား3သိန်းအဲ့ဒီပါရမီ10ပါးကဘာလဲဆိုတော့ဒါနပါရမီသီလပါရမီနိက္ခမပါရမီပညာပါရမီဝိရိယပါရမီခန္ဒီပါရမီသစ္စာပါရမီဒိဋ္ဌာနပါရမီမေတ္တာပါရမီဥပိ္ပခာပါရမီတို့အဲ့ဒီပါရမီ10ပါးဖြည့်ကျင်းပြီးမှဖယားဖြစ်လို့ရောက်တာလွယ်တယ်လားမလွယ်ဘူးနော်ကျွန်တော်တို့ဗုဒ္ဓဘုရားရှင်ဤသို့ကျင့်ကြံခဲ့ရတာကျွန်တော်တို့ဗုဒ္ဓဘုရားရှင်ဒါကတော့အဆုဒါကတော့အကောင်ဒါကတော့အကျိုးဒါကတော့အကြောင်းဆိုပြီးသိအောင်လမ်းပြပေးခဲ့တဲ့ပုဂ္ဂိုလ်အရှင်ကနမောက္ကလနာကဘုရားရှင်ကိုလျှောက်တယ်ဘယ်လိုလျှောက်တယ်လဲဆိုတော့ဘုရားရှင်နိဗ္ဗာန်ဆိုတာလည်းတကယ်ရှိတယ်နိဗ္ဗာန်ကိုသွားမယ်လမ်းဆိုတာလည်းတကယ်ရှိတယ်တဲ့နိဗ္ဗာန်ကိုညွှန်ပြတဲ့ပုဂ္ဂိုလ်လည်းရှိပါလေရဲ့ဘာကြောင့်လောကလူသားတွေအားလုံးနိဗ္ဗာန်ကိုမရောက်ကြပါသလဲတဲ့ဖယားရှင်ကိုဒီလိုလျှောက်တာဖယားရှင်ကပြန်ပြီးတော့ဖြေကြတယ်ရှင်ကနမောက္ကလနာတဲ့ငါဖယားကလမ်းပြပြီးပြီတဲ့လမ်းညွှန်ပြီးပြီ